မြတ်စွာဘုရားဟောတဲ့တရားတွေမှာတော့လဆိုတာလနတ်သားရဲ့ဖိမှန်နေဆိုတာနေနတ်သားရဲ့ဖိမှန်လနတ်သားတို့နေနတ်သားတို့ကလည်းနောက်ပိုင်းမှာဘုရားဘာသာဖြစ်ပြီးဖျားကုန်ပဲသူတို့ဖိမှန်ကြီးတွေကအယောင်တောက်ပါနေနော်သူတို့ရဲ့ကံကြောင့်မို့လို့အယောင်တောက်ပါပြီးတော့လောကကြီးကိုလင်းအောင်ပေးတယ်ခဏခေတ်လူတွေရဲ့ယူဆနဲ့ဆိုလို့ရှိရင်တော့နေကတော့ကိုယ်ပိုင်အယောင်ရှိတယ်လကတော့ကိုယ်ပိုင်အယောင်မရှိဘူးလို့ယူဆတယ်နေရဲ့အယောင်ဟတ်တာပဲဖြစ်တယ်ဒါခဏခေတ်ဆိုတာနော်နေနဲ့လဟာလကငဲ့ပြီးတော့စိုက်ငဲ့တယ်နေငယ်နေကကြီးတယ်နေနဲ့လဟာနေကနေသွားတဲ့လမ်းကြောင်းကအပေါ်လတယ်ပုံမြင့်တယ်လာသွားတဲ့လမ်းကြောင်းကနည်းနည်းအောက်နှိမ့်တယ်ဒါကြောင့်မို့လို့လူတွေရဲ့ကဘာမြေကြီးနဲ့နီးတယ်နီးလို့လကဘာကိုသွားတာနော်လူတွေရဲ့ကဘာမြေကြီးနဲ့အလကနီးတယ်နေကြတော့အလွန်ပူပြင်းတာဆိုတော့နေပေါ်တော့တက်လို့လွယ်ဝေးလဲဝေးတယ်သူကအဲ့တော့လမ်းစုပ်လမ်းကွယ်ဖြစ်သွားပုံနဲ့ပတ်သက်ပြီးတော့ပိဋကစာပေမှာရေးထားတာပါဠိစာပေမှာရေးတာဒါတော့ဘုရားဟောတာတော့မဟုတ်ဘူးနော်ထက္ကရာတိကာတွေမှာရေးထားတော့လကွယ်နေမှာတဲ့နေနဲ့လနဲ့ဟာအထက်အောက်အတူတူထွက်လာကြတာနေအောင်ကလွှမ်းတာတော့လအောင်တွေ့ရပါအဲ့ဒါလခွဲနေလို့ပြောတယ်အဲ့ဒီမှာလနဲ့နေဟာသူတို့ပတ်လန်းတိုင်းသွားနေတာသွားနေတဲ့အခါမှာနေသွားတာကပိုးမြန်တယ်လကနေတယ်နေတဲ့အခါကျတော့တရက်ပြီးတရက်တရက်ပြီးတရက်လကနေကမြန်ပြီးတော့လကနေတဲ့အခါလကနောက်ကျနေတယ်နောက်ကျနေတဲ့အခါကျတော့နေကရှေ့ရောက်တော့နေနဲ့လွတ်သွားလွတ်တဲ့အပိုင်းတွေကလာအယောင်ထွက်လာတယ်လို့ပြောတယ်ဒါအစာပေဆိုပြောတာနော်နေရောင်နဲ့နေရောင်ကနေလွတ်လာတဲ့အပိုင်းတွေကအလင်းရောင်လေးတွေ့လာတယ်နေရောင်ကဖုံးထားတဲ့အချိန်ပိုင်းကပဲနေတယ်အဲ့ဒါကြောင့်မို့လာဟာအစိတ်ပိုင်း16ခုရှိတယ်အဲ့ဒါကိုကလာလို့ခေါ်တယ်16ကလာ16ရက်ဆိုရင်လာပြည့်သွားဒါပေမဲ့လာပြည့်နေ့ဆိုတာ15ရက်နဲ့ယူထားတာနော်15ရက်နဲ့ယူထားတာကလာတော်လတ်သမောဘာကောဆိုကလာဆိုတာ16ခုမြောက်အစိတ်ကိုကလာလို့ခေါ်တယ်အဲ့ဒီလိုလာဟာတနေ့နဲ့လွတ်သွားပြီးတော့လာပြည့်နေ့ရောက်တဲ့အခါကျတော့နေနဲ့လာနဲ့အလုံးဝလွတ်သွားတယ်ဒါကြောင့်မို့လို့လာရောင်နဲ့ထွက်လာတယ်လို့ပြောတာဒါကဒီပါဠိစာပေရဲ့ဆိုနော်ပါဠိစာပေရဲ့ဆိုအဲ့လိုနောက်တစ်ခါဒီလိုပဲပတ်နေကြတာဆိုတော့နောက်တစ်ခါပြန်ပြီးတော့အုပ်ပြီးပြန်အုပ်မိလိုက်လွတ်လိုက်အုပ်မိလိုက်လွတ်လိုက်အဲ့ဒါကြောင့်မို့လို့လာဆန်းလာဆုပ်ဆိုတာဖြစ်နေတယ်အဲ့တော့သေးချာချာကြည့်လိုက်မယ်ဆိုလို့ရှိရင်လာဆန်းဆိုလို့ရှိရင်လာကအထက်ပိုင်းကအမဲအောက်ပိုင်းကအလင်းရောင်နဲ့နော်အောက်ကစပေါ်တာလာဆုပ်ကြတော့အထက်ကစနော်အောက်ကစမဲတယ်ထက်ကစပြီးတော့အထက်မှာအလင်းရောင်ရှိတယ်ကိုယ့်မျက်စိထဲမှာအထက်အောင်မှတ်ကြည့်လိုက်လာဆန်းဆိုလို့ရှိရင်နော်အပေါ်ပိုင်းကမဲသွားပြီးတော့အောက်ပိုင်းကပဲစပြီးတော့ပေါ်တာဒါကြောင့်မို့လို့3ရက်လခုံးမျက်စာနဲ့ပြောကြတာလေလူမျက်စိလို့ပက်လန်ကလေးနေတာဒါအောက်ပိုင်းကစပြီးတော့သူကလင်းနေရလွတ်လာလာစုပ်ပိုင်းကျတော့အဲ့လိုမဟုတ်အပေါ်ကစမဲလာမဲတော့ဒီဖြည်းဖြည်းပြန်ပြောက်သွားတယ်အဲ့ဒီလိုဖြစ်ချင်းဟာနေနဲ့လနေကအထက်ကသွားတယ်လာကအောက်ကသွားတယ်နေကပို့မြင့်တယ်ဆုံတဲ့အခါမှာလာကွယ်လုံးဝလွတ်သွားတဲ့အခါမှာလာဖြစ်အဲ့တော့တောလာနှုံအရာအဲ့လိုဖြစ်တယ်လို့ဒါပါဠိစာပေပါဠိကျမ်းကနေမှဆိုတဲ့ဆိုပေါ့နော်နောက်တန်ရုပ်ပါဠိတော်မှာနေနဲ့လကပုတ်ဖန်တယ်ဆိုတာနဲ့ပတ်သက်ပြီးကနေ့ခေတ်ကတော့တမျိုးယူစားတယ်ဒါလည်းဖြစ်နိုင်တာပေါ့မြတ်စွာဘုရားပိဋကစာပေထဲမှာပါတယ်လကပုတ်ဖန်တာတို့နေကြတာတို့ဆိုတာကြတော့ယာဟုဆိုတဲ့အမြဲတမ်းခန္ဓာကိုယ်ချီးမားတဲ့နတ်ကြီးရှိတယ်အတုရနတ်အဲ့ဒီယာဟုအတုရသူသွားတဲ့အချိန်မှာနေနဲ့လာနဲ့တွေ့လို့ရှိရင်
သူ့ကြောင့်မလို့အဲ့လိုဖြစ်တာသူသွားတဲ့လမ်းကြောင်းနဲ့နေနဲ့လာနဲ့ဆုံးပြီဆိုလို့ရှိရင်နေကြလက်ကြဖြစ်တယ်လို့သူကတခါတည်းရန်ကြတော့ကလေးများလို့ပေါ့အလင်းအောင်တုံးလေးတွေ့တဲ့အခါမှာဆော့ကစားတဲ့သဘောမျိုးသူကလည်းလေနေတော့လာတော့ဆိုတာသူ့အချိန်နဲ့သူသွားနေတယ်သွားနေတဲ့အရာဝတ္ထုတွေဖြစ်တယ်ပေါ့ကောင်းကင်ထဲမှာပြန်နေတဲ့အရာဝတ္ထုတွေအဲ့ဒါကိုသူကဘယ်လိုလုပ်တုံးဆိုရင်သွားမဲ့လမ်းကြောင်းကောကနေပြီးတော့ပါဇက်ဟထားတယ်ပါဇက်ကြီးဟထားတော့နေကသူ့ပါဇက်ထဲရောက်သွားလာကလည်းသူ့ပါဇက်ထဲရောက်သွားအဲ့လိုရောက်တဲ့ဒါပေမဲ့လို့သူကအရှိန်ကိုတော့မထိန်လို့မရဘူးသူကစားတဲ့သဘောဆော့တဲ့သဘောလောက်ပဲလို့ပြီးရင်ပြန်အန်ထုံလိုက်ရတယ်လို့ဆိုရင်သူ့ပါဇက်ကိုဖောက်သွားနိုင်တယ်နေလာတွေကအရှိန်ကသွားနေတဲ့သူ့အရှိန်နဲ့သူသွားနေတာသူကတက်ဆော့ရုံဆော့ပါဇက်နဲ့ငုံပြတာပေါ့လေနေချက်တယ်ဆိုလို့ရှိရင်နေကိုသူ့ပါဇက်နဲ့ငုံလိုက်တာနောက်လာချက်တယ်ဆိုရင်လည်းလာအောင်ငုံတာတချမ်းလောက်တွေငုံတာရှိတယ်အကုန်လုံးငုံလိုက်တာရှိတယ်သို့တော့ပြီးတော့သူပြန်လှုပ်လိုက်တယ်အဲ့ဒီမှာနေချက်လာချက်ဖြစ်တော့နေနတ်သားတို့လက်နတ်သားတို့ကအဲ့ဒီယာဟုဆိုတဲ့အသူရိကြီးနဲ့တွေ့တဲ့အခါကျသူကအလွန်ကြီးတဲ့ပုဂ္ဂိုလ်ကြီးကိုအဲ့ဒါဒုက္ခနာကိုရတာချီတယ်လူတွေထဲမှာလည်းပဲဒီလိုကြီးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ခန္ဓာကိုယ်ကြီးတဲ့ပုဂ္ဂိုလ်တွေတွေ့ဘူးကြလိမ့်မယ်သူများတဲ့အိမ်ဟာဆယ်စာကြီးတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့တော့ဒီနတ်ကြီးကလည်းအလွန်ကြီးတာအကောင်ကြီးကြီးတော့အဲ့လိုဆော့ကစားတဲ့အခါမှာဗိမာန်ကိုပါဇက်နဲ့ငုံလိုက်တဲ့အခါမှာလဏ္ဍသားလည်းကြောက်တယ်နေနသားလည်းကြောက်တယ်ကြောက်တဲ့အခါကျတော့သူတို့လေနေနသားလဏ္ဍသားတွေကမြတ်စွာဘုရားကြီးညိုတဲ့အုပ်စုတွေပါတော့သူတို့ဟာကြောက်လန့်တခြားမြတ်စွာဘုရားကိုတန်တကြတယ်အဲ့ဒါကိုစန္ဒီမတုံနဲ့သူတွေကတုံဆွာရှိတယ်နော်အဲ့ဒီမဲ့မြတ်စွာဘုရားကအဲ့ဒီလိုရာဟုကနေပြီးတော့နေရီလာတွေကိုပါဇက်နဲ့ငုံတယ်ဆိုတဲ့အခါမျိုးမှာမြတ်စွာဘုရားအောက်ကနေပြီးတော့ခါရရွတ်တာရှိတယ်တထာဂတံအရဟံတံစန္နိမံတရဏဂတောယာဟုသနံပမောသတုဗုဒ္ဓလောကနုကမ္ပကာဆိုနော်တထာဂတံအရဟံတံပူဇော်လိုက်တဲ့မြတ်စွာဘုရားကိုစန္နိမံတရဏဂတောလာဘိမံပိုင်ရှင်လဏ္ဏတာဟာဘုရားကိုကိုးကွယ်သူဖြစ်တယ်ယာဟုသနံပမောသတုယာဟုဆိုတာယာဟုဆိုတဲ့နတ်ကြီးလာဘိမံကိုလွှတ်လိုက်ပါပမောသတုဗုဒ္ဓလောကနုကမ္မကာဒုက္ခမပေးခြင်းပါနဲ့ဖះဆိုတာလောကလူသားတွေပေါ်မှာအကျဉ်းတရားရှိပါတယ်ဒါအဲ့ဒီကတည်းကရွတ်တယ်ဗမာပြည်မှာတချို့ကအဲ့ဒါကိုမန္တန်ဆိုပြီးတော့ရွတ်နေကြတာတောင်ရှိသေးတယ်ကို့မှာအနှောင်ဖွဲ့အကျဉ်းကြနေလို့ရှိရင်တထာဂတံအရဟံတံစန္နိမံတရဏဂတောရှာဟုသနံပမောသတုဗုဒ္ဓလောကနုကမ္မကာတချို့ပရိစ္ဆာဥတွေထဲမှာအဲ့ဒါပါတယ်နော်ပြိတ္တပဲဒါလည်းပြိတ္တအကပဲလုပ်တယ်ဆိုအဲ့ဒီလဏ္ဏသားတို့နေနသားတို့ရွတ်တဲ့ခါထားလည်းရှိတယ်သူတို့ရွတ်ပြီးတော့ဘုရားကိုတန်တာတာပေါ့နော်တမ္ပါရပရိပန္နောသမိတတ္တမေတရဏဘဝသူတို့ဟာအကျဉ်းကျကြုံနေပါတယ်ကိုယ်ဝေရဖြစ်တော်မူပါလို့